ကဲအားလုံးပဲမင်္ဂလာပါဒီနေ့အုံပေါင်းခြင်းလို့ခေါ်တဲ့အုံပေါင်းတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ဒီအုံပေါင်းခြင်းဆိုတဲ့စကားလုံးကအာနီဒါအုံထိပေါ့နော်စကားလုံးတော်တော်များများအကုန်လုံးကိုကြားမြင်အားဖြင့်ဒီစကားလုံးကပေါင်းပါတယ်ဒါပေမဲ့ဒီအုံပေါင်းတဲ့ခါကျရင်ခက်ခဲလေးတွေကအတန်ထွက်ကအခဲဆုံးပဲနော်ဒီဂျပန်စာရဲ့အခြေခံပေါင်းတဲ့အတန်တွေမှာအတန်ထွက်တိုင်းမှာဒီဦးနဲ့ပေါင်းတဲ့စကားလုံးတွေကအတန်ထွက်ကခက်တယ်။ဘာဖြစ်လို့လဲဆိုတော့တအားဆင်လို့နော်အတန်ထွက်တဲ့ကတအားဆင်တဲ့အတွက်ကြောင့်တတိထားပြီးတော့ဒါကျွန်တော်နဲ့တူလေ့ကျင့်ကြအောင်နော်။ကဲဒါဆိုရင်ပထမဆုံးအနေနဲ့ဒါတော့ပြောစရာမလိုပါဘူး။တန်ပေါင်းပြီဆိုတာနဲ့အာပေါ့နော်။ဒီအာနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့ဆိုပြီးတော့ထွက်တယ်ဒီအတန်းလိုက်ဖြစ်တဲ့အတွက်ကြောင့်ဒီ collar row တိုင်းသွားမယ်နော်ဒီတန်းလိုက်သွားမယ်ဒီအတန်းလိုက်သွားပါမယ်ဟုတ်ပြီဒါဆိုရင်အစအနေပြန်စမယ်နော်အာနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့ဆိုပြီးတော့ဖြစ်သွားတယ်ခနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့ခမ်စနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့ဆမ်ထနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့ထန်းဆိုပြီးတော့ထွက်တယ်တခါတလေကြရင်လည်းထန်းဆိုပြီးတော့လည်းထွက်တယ်ထနဲ့တရဲ့ဒီနှစ်ခုရဲ့အသံထွက်နေပါနော်ထန်းဆိုပြီးတော့ထွက်တယ်နော်ထန်းနာနဲ့ဦးနဲ့ပေါင်းတော့နမ်ဟာနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့ဟမ်မနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့မမ်ရနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့ရန်ဆိုပြီးတော့ဖြစ်တယ်နော်လာနဲ့ဦးနဲ့ပေါင်းတော့လမ်းဆိုပြီးတော့တက်တယ်ဝါနဲ့ဦးနဲ့ပေါင်းတော့ဝမ်ဟုတ်ပြီနော်ဒီစကားလုံးကအရင်ခက်တယ်ဦးပေါင်းတာကြတော့လေဒီနှာတန်လေးနဲ့ထွက်ရလဲဒီစကားလုံးရဲ့အတန်ထွက်ကဒါဆိုရင်အီနဲ့ဦးနဲ့ပေါင်းတဲ့ခါကျတော့အင်းနော်ငါးသားအတန်လေးငါးသားအတန်လေးတော့မယ်နော်ခိနဲ့ဦးနဲ့ပေါင်းတော့ခင်းရှိနဲ့ဦးနဲ့ပေါင်းတော့ရှင်ချိနဲ့ဦးနဲ့ပေါင်းတော့ချင်းဆိုပြီးတော့ထွက်တယ်နိနဲ့ဦးနဲ့ပေါင်းတော့နင်းဟိနဲ့ဦးနဲ့ပေါင်းတော့ဟင်းမိနဲ့ဦးနဲ့ပေါင်းတော့မင်းလိနဲ့ဦးနဲ့ပေါင်းတော့ဒင်းဆိုပြီးတော့ထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဥဝတ္တန်ကိုတွားမယ်နော်ဒါမှကလေးနဲ့မှတ်ထားနော်ဥဝတ္တန်ကိုတွားတော့ဥနဲ့နဲ့ပေါင်းတော့ဆိုပြီးတော့ထွက်တယ်ခုနဲ့နဲ့ပေါင်းတော့ခွန်းစုနဲ့နဲ့ပေါင်းတော့စွန်းစနဲ့နဲ့ပေါင်းတော့စွန်းနုနဲ့နဲ့ပေါင်းတော့နုံဖုနဲ့နဲ့ပေါင်းတော့ဖုံမူနဲ့နဲ့ပေါင်းတော့မုံယူနဲ့နဲ့ပေါင်းတော့ယွန်းလူနဲ့နဲ့ပေါင်းတော့လုံးဆိုပြီးတော့ထွက်တယ်ဟုတ်ပြီဒါဆိုရင်လာပြီနော်ဒီအဲနဲ့နဲ့ပေါင်းတဲ့ခါကျတော့ဒီအတန်ထွက်နဲ့အရင်ဆင်တယ်နော်ဟုတ်ပြီဒါဆိုရင်အဲကိုနဲ့ပေါင်းတော့အင်းအတန်ကိုဒါမရှိဘူးဒါအဲဆိုတော့အဲ့ဒီအဲရဲ့နောက်မှာဆိုတဲ့အတန်ကအဲအင်းခဲကိုနဲ့ပေါင်းတော့ခင်းစက်ကိုနဲ့ပေါင်းတော့စင်တဲကိုနဲ့ပေါင်းတော့ထင်းနဲကိုနဲ့ပေါင်းတော့နင်းဟုတ်ပြီနော်ဟဲကိုနဲ့ပေါင်းတော့ဟင်းမဲကိုနဲ့ပေါင်းတော့မင်းနော်မင်းသားလို့ပါလို့မသုံးနဲ့မင်းနော်လဲကိုနဲ့ပေါင်းတော့လင်းဟုတ်ပြီဒီစကားလုံးကကြတော့အိုးနဲ့ပေါင်းတော့အတန်ထွက်ကတော့တူတယ်ဒါပေမဲ့တူကနည်းနည်းလေးပါဇက်ကိုဖွင့်ပြီးတော့ထွက်ရမယ်အတန်ဟုတ်ပြီနော်ဟုတ်ပြီဒီဟာအိုးနဲ့ပေါင်းတော့ခွန်
ခွန်းခွန်းစွန်တွန်းနဲ့ပေါင်းတော့ထွန်းတွန်းလို့လည်းထွက်တယ်နော်ထွန်းလို့လည်းထွက်တယ်ထွန်းဆိုတော့စကလုံးအတန်လှတာပေါ့ကွာနော်ဒီပို့ပြီးတော့ဒီ native ဆန်တယ်ပေါ့ native ဆန်တဲ့အတန်ထွက်ဖြစ်တယ်ထွန်းကကြတော့နုနဲ့ပေါင်းတော့နွန်းဟွန်းနဲ့ပေါင်းတော့ဟွန်းဟွန်းမို့နဲ့ပေါင်းတော့မွန်းမွန်းယုံနဲ့ပေါင်းတော့ယွန်းယွန်းလို့နဲ့ပေါင်းတော့လွန်လွန်နဲ့ပေါင်းတော့ပဲထွက်တယ်နော်ဒါဆိုရင်အရန်ခက်တဲ့အတန်ထွက်နှစ်ခုကိုထွက်ပြမယ်အရန်ခက်တယ်အရန်ဆင်ပြီးတော့အရန်ခက်တဲ့ဟာဟုတ်ပြီနော်ဤကိုနဲ့ပေါင်းတော့အင်းရနော်ခီကိုနဲ့ပေါင်းတော့ခင်းဘူးနော်ခင်းဟုတ်ပြီနောက်တဲ့မှားနိုင်တဲ့ဟာကိုနော်ဒီနှစ်ခုမိကိုနဲ့ပေါင်းတော့မင်းအတန်ဖြုတ်ပဲနော်ဒီနေရာမှာဒီတော်တော်များများမှားတာကြတော့ဒီဟာကိုဒီပုံစံမျိုးစုံနဲ့ထွက်ကြတယ်ပေါ့နော်အတန်ထွက်တိုင်းမှာတော့အဲ့လိုမျိုးနည်းနည်းလိုတာလည်းရှိတယ်လို့ဒီနေတဲ့အတန်ထွက်တိုင်းလုံးဝကိုတူညီတဲ့အတန်ထွက်နိုင်တဲ့သူတွေရှိတာပေါ့ဒီဘယ်သူကဘယ်လိုထွက်တယ်ဆိုတာတော့မပြောတော့ပါဘူးဒါကျွန်တော်သင်ခဲ့ရတဲ့ကျွန်တော်သိတဲ့အတန်ထွက်ရဲ့အနည်းဆက်ဆုံးကိုသင်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီတခြားသူတွေတင်တာကြောင့်ဒီအတန်ထွက်တယ်ဆရာတင်တာဒီလိုထွက်တယ်ဆိုတဲ့ဟာတော့ပြိုင်မငင်းစီခြင်းဘာဖြစ်ဆိုတော့ဒါကကျွန်တော်တင်တဲ့အတန်ထွက်တိုင်းကိုအနည်းဆက်ဆုံးသင်ပေးတာဖြစ်တဲ့အတွက်ကြောင့်စင်ပြေကြပါစေနော်ဒါဆိုရင်နဲ့ပေါင်းတော့အင်းခင်ဆင်းထင်းနင်းဟင်းမင်းလင်းဒီစကားလုံးတွေမှာဝေါဟာရလို့ခေါ်တဲ့ကိုတုဘပေါ့နော်ဒီတလုံးချင်းစီရဲ့တန်ဖိုးတွေတလုံးချင်းစီရဲ့အဓိပ္ပာယ်လည်းရှိတယ်ဒါရတော့နောက်မှပဲသွားတော့မယ်ဒါဆိုရင်အစအနေအဆုံးထိနောက်တစ်ခေါက်ဆိုပြမယ်နော်calm sam tham nam ham ma ya lam wam in king shin chin name him ming lim kun sun non fun mon yum lum kim sen ten nen him men len နောက်ခေါက်ဆိုပြမယ်နော် kim sen ten nen him men len on con
son ton non hon mon yon long ကဲဒါဆိုရင်ဒါကျွန်တော်သင်ပေးတဲ့အတန်ထွက်တိုင်းကိုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးပဲစာလေ့လာရတာအဆင်ပြေကြပါစေဒီနေ့တော့ဒီလောက်ပါပဲ